ကဲလာပြီနော်ဒီနေ့ကြတော့နောက်တစ်ချင်းတစ်ပုတ်ဒါမဲ့ကျွန်တော် AI နဲ့ဖန်တီးလာတယ်မိန်းကလေးတစ်ချင်းပေါ့နော်ဒါမိန်းကလေးရဲ့အလှတရားရင်ထဲကလှတာပါနှင်းစီပန်အလှနဲ့ဘလောက်လှလှပေါ့နော်ရင်ထဲကလှတဲ့အလှတရားအရန်ကိုပူပြီးလှတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ကျွန်တော်ကတစ်ချင်းလေးကို AI နဲ့လုပ်တာတော့ပေါ့နော်နားဆင်ပေးပါဦးအားလုံးမင်္ဂလာပါပြင်ပေါ်မှာအေးမြတဲ့အထီတွေ့ပါပြင်ပေါ်မှာအေးမြတဲ့အထီတွေ့ဟိုးတနက်ခါကွယ်လေးကလှပလို့နေငါကိုယ်တိုင်ရဲ့အလှကိုမျက်နှိုးတယ်တောက်ပါတဲ့ရိုးရာအလားတရားရင်ထဲမှာပွင့်လန်းတဲ့ချစ်ချင်းများကဘာကြီးကိုပြုံးပြလိုက်ချင်တယ်ကဘာကြီးကိုပြုံးပြလိုက်ချင်တယ်လေနူအေးကဆန်တွေကိုရုပ်ရှင်ချင်းမှာအတိတ်ပဲရှိတယ်သူ့အတွက်ပြင်ဆင်တဲ့ဒီအလား